我那个吃的，我们不错误哈，我说呀来了，哦，苏州的，哎呦我的妈！ဒီနေ့ကဘာဖလားဘယ်တင်အားပေးမစိတ်ကူကြလဲကွာ 哇，蛮有诶， ကဘာဖလားကမန်ယူအားပေးမယ် ကဘာဖလားလေကဘာဖလား 干嘛不啦？阿森，အိမ်မက်ထဲမှာကိုမက်လို့2000မိုးထိုးလိုက်တာထွက်တာနဲ့တခြားစီနတ်တွေကိုပြောချင်တာမစောင့်ရှောက်ချင်နေရင်အိမ်မက်ထဲထိလာပြီးအခွက်လာမပြောင်းနဲ့လို့ ခင်းမိုးလေးတနာပါအော်အေးအေးပြင်မယ်နော် တော့လေ မ90လေလားဒီကမှလောင်းနဲ့ဘာလို့ဆောက်လို့ရမှာလဲမရဲ့ အမလည်းကုံမီးညီမလေးရဲ့မရှိတော့ဘူး ရှိဘူးလားဆရာအစကေပေးနေလေလား အေးပေးဟဲ့ iPhone နဲ့ပါလားဟုတ်လားတရောင်းကလည်း iPhone နဲ့အမကြီးတရက်ကိုဘယ်လောက်ရ တိတ်တိတ်ခွဲလောက်တော့ရတယ်မ အဲ့လောက်ရလားအဲ့ဆိုမိုင်းလိုက်မသားမယ် အင်းကြီးအဝဲစားလေးနဲ့ ခုချိန်ရင်ထားသေးလားဟလားဟမ်ဘယ်ကြီးနေပြီဟာ ပတ်စံတွေပါ နေမကောင်းဘူးလားဟာကိုရဘူးညာတဲ့တော့မှာဆမ်းမြောက်တော့လားဆမ်းမြောက်ကြိုပြရမယ်ဟမ် တော်တော်အ ဘာ လိုက် သာ ကြီး ကျင်လဲရိုးပြဲအိတ်မနေကောင်းဘူးအဲ့လိုပြောဝင်မယ်နော် မိုက်တယ်ဘလို့လေးကကျွန်တော်ကြိုက်တဲ့ဟာသားဘလို့လေးကြီးအဓိကကတော့ကျွန်တော်ကြော်ညာလေးတွေပေါ့နော်စိုက်ကြော်ညာလေးတွေကြည့်လိုက်အောင် ငါဘာသာငါစိုးခြင်းစိုးမယ်မိုက်ချင်မိုက်မယ်ငါဘယ်သူမှဒုက္ခမပေးငါ့ကိုလာပြီးတော့မချုပ်ချင် ဟုတ်တယ် ဟာပြီးတော့သူများကစိုးတဲ့ကိစ္စကိုလာပြီးတော့ငါပြောနေ အော်မဘလို့ဒီတွေရိုက် မ ပြ မထားတဲ့ coffee နဲ့ cookie တွေရပါရှင့်ဟုတ်ညီမရေမမထားတဲ့ coffee လေးမဟုတ်လို့လားရှင့်မမထားတဲ့ coffee လေးကဟုတ်တယ်မမထားတဲ့ cookie လေးကမဟုတ်လို့လားရှင့် cookie လေးလည်းဟုတ်ပါတယ်ညီမရေလေးမျက်မှန်အော်အမမျက်မှန်တွေကဘာဖြစ်လို့လဲအမမျက်မှန်ဟောလေးညီမလေးမျက်မှန်ကိုတက်ကြည့်လိုက် ဘလို့လေးတွေမိုက်တယ်ကျွန်တော်ကြိုက်တဲ့ဟာ ကို သား ပေးလေးရပါလိမ့်ခင်ဗျ ဟိုကပေးနေရှင်နေရ ဟောအမရှင်းမလို့မသိဘူး ဟုတ်တယ် ဟုတ်ထားလိုက်ပါအမရရ အော်မဟုတ်အမဝယ်ကြည့်တာမ ဟောဟုတ်ထားလိုက်ပါခဏလေးနော်ဟဲ့ရကောင်မလေးကြီးကစားဖို့လားမင်းဟမ်ကိုဆောက်ဆောင်ကိုမတုံးနိုင်ဘူးလားစောက်တုံးမကြတဲ့ကောင်ဖုန်းပေးပတ်စော့ထက်စောက်တုံးမကြတယ်ကောင်စောစီကခိုကတ်စားစောက်တုံးမကြဘူးကိုဆောက်ဆောင်ကိုမတုံးစောက်တုံးမကြတယ်ကောင်စောက်စမ်းကြ သားတွေမိုက် စိတ်နဲ့ပြရလားမာတော်ကြီးနဲ့ပြမလားတောက်ခွားနဲ့ပြမလားခွဲစိတ်နဲ့ပြမလားကလေးထူးကူစီနဲ့ကြောက်ကရိုးစောရေးကြမျက်စိနားနဲ့ခေါင်းလည်းအောင်ဖုံရှိရလေမျိုးအထူးကူဆရာကြီးနဲ့ပြမလားသိစင်မလားစီစင်မလားတက်မဲ့ရိုင်းမလားထားကောင်းရိုင်းမလား ECD ဆဲမလားစေပကဲဆုံးရှိရလေဒီတော့မလေးရဲ့မတူးခေါင်းကိုက်လို့ဆရာအောင်ပြချင်လားအော်ခေါင်းကိုက်တာလားစေးထုံးလားစေးတောင်းလားစေးကောင်းတောင်းလားစေးပါအေးစေးပါတောင်းလားအေးစေးမပါတောင်းလားယူခန့်လားပြန်ကြီးခန့်လားပြန်မခန့်ဆိုအဲကွန် TV ရေတွေ့တော့ Wi-Fi မှာလည်းလာရတယ် ဟုတ်တယ် အဲ့ကောင်ကယောဂပို့တိုးတော့မပြတော့ကြံမယ်ဟောရေကွာကားနဲ့လိုက်ပို့ပြီးအမလားတက်စီငါပြီးအမလားဘိုင်ကိုတက်စီပါတာကလားလေးကဝဲသွားလို့ရတယ်လေ ဘလို့လေးတွေမိုက်တယ်ကြိုက် ညီ တယ် မဒီနေ့မှရောက်လာတဲ့ဝန်ထမ်းတစ်ပါအလုပ်ရှိနေညီမကိုခိုင်းမအောင်နော် အဲ ကောင်းမြင့်ပြီတော့ရှင်းဘလို့ကောင်းမြင့်ပြီတော့ဟုတ်ကဲ့ဘယ်မှာကတော့ဝဲတော့ကြအမျိုးပဲနော်အမျိုးပဲနော်ဘာလဲရအောင်ဘာလို့ဘောကပေါင်းကြတယ်ကွာဆောင်းဆောင်းတော့တားချောင်းပါဟဲ့ငါရောစကားပြောဖို့ရရည်ကြည့်အဲ့တော့မတင်ကြလေးလာလား โอเค ဟဲ့အပြင်မှာကားတွေဒီလောက်ကြာနေတာကိုဒီမှာဘာလုပ်နေကြရလဲအလုပ်ကလုပ်ကြရလားပျော်ပွဲဆော့ထွက်လာကြရလားနင်ကဒီနေ့မှအသိဝင်နေမဟုတ်ဘူးလားဒီမှာအလုပ်မလုပ်ပဲဘာလုပ်နေရတော့ဟုတ်ညီမတင်ကြရှိရတယ်စင်ရကိုရစ်မမေးနေရမှာအနေနဲ့ဘာဖြစ်နေရတော့ဟာဖြစ်ပါဦးဒီကောင်ဆောက်ခွက်ပြောင်းနေရလားမပြောင်းပါဘူးဒီနေ့မှလည်းအသိဝင်သေးတယ်အတက်ကောင်းနေတက်နေရပေါ့ပြီးတော့ငါတောင်းတော့မလှန်လဲတယ်ပေါ့တောင်းပါပါတယ်မ
မိုက်တယ်ကြော်ညာလေးတွေမိုက်တယ်နော်ဝက်ရှော့လေးတော့လည်းကြိုက် ဟုတ်ကဲ့ပါခင်ဗျ ထိုင်ထိုင်အမထိုင် ရပါတယ်ခင်ဗျဘာမှအဆင်မပြေလို့လားခင်ဗျ အေးငါအစင်မပြေတာစပြောမယ်နေအဲ့ချိုးတွေကိုပြင်ပါလို့ပြောတယ်ဘဏ္ဍာငါရှိပြီလေ ရဘာအဆင်မပြေရှိလို့လားခင်ဗျကျွန်တော်ဘာမှတော့လားခင်ဗျ တို့ရပြောတာအဲ့လေတန်ကြီးပဲတစ်ထက်တယ်ဘာမှလည်းမသိကြအောင် အမsorry ပါဘာများစိတ်အဆင်မပြေရှိလို့ပါလဲခင်ဗျ အစင်မပြေတာတော့နင်းနဲ့စတွေ့ရအောင်အစင်မပြေတာပဲ sorry ရတော့ view ဆိုင်မယ်နဲ့ပြီးတော့တို့ရောက်ချတဲ့ပုံကြီးချိုးကြီးပဲ ဒီအမဟိုလေ sorry နော်အခန်းထဲမှာဘာများအဆင်မပြေဖြစ်လို့လားခင်ဗျအဲကွာမအေးလို့လားဒါမှမဟုတ်အခန်းတွင်းတန့်ရှင်းတော့အားနေနေလို့လားခင်ဗျ အော်ရတယ်အခန်းအကုန်လုံးစင်ပြေတယ်တန်းရှင်းပဲစိတ်လေးကျင်တတ်တယ် ဒါဆိုရင်ဘာလို့အမကကျွန်တော်ခေါ်ပြီးစုနေရလဲခင်ဗျ ဟိုကအမကောင်လေးနေရံဖြစ်ထားလို့အဲ့ဒါသူ့စူကျင်တာဒါပေမဲ့သူ့မပြောရဲလို့ဟိုရ customer service ကဆိုတော့ရဟာတဲ့တိုက်လာရဟာတဲ့တိုက်ချင်ဘူးဒီရပဲကောင်းလေးရ customer service နဲ့သွားတွေ့ ဟောမိမငါ့ကိုဒီမနေ့မင်းမေဖုန်းဆက်သေးတယ် ဘာရှင်နဲ့ကျမနဲ့ယူထားကြနေပြီလေအခုချိန်သူ့မေကို့မေလုံနေတော့မလားကျမမေရရှိမေမဟုတ်ဘူးလား အေးဒါတော့ဒါဗောမိမရဲ့အခုဖုန်းဆက်တာမင်းမေလေငါမေမဟုတ်တာငါဘယ်လိုခွာမှာလဲ အဲ့ဆိုလေငါတို့မေလို့ပြောငါတို့မေလို့ ဟောငါတို့မေအေးဗောအဲ့ဒါငါတို့မေကငါ့ကိုမနေ့ကဖုန်းဆက်တယ်သူတဲ့မန်းလေးရောက်နေလို့တဲ့ငါတို့မေကပြောသေးတယ်မန်းလေးရောက်တာစိတ်ငကလေးတရားလောက်လိုချင်လို့တဲ့အဲ့ငါမှမသိတာဘာမှဝဲရမှာလဲဒါပေမဲ့ငါတို့မေတော့သိတယ်လို့ပြောလိုက်တော့ငါတို့မေကိုဖုန်းဆက်လိုက်တယ်ငါတို့မေကပြောတယ်မန်းလေးတဲ့84လမ်း313ကြာဒုနာရဲ့နာမှာငါတို့မေကစိတ်ငကဝယ်နေကြတဲ့အဲ့တော့ငါတို့မေကသိသွားတော့ပျော်သွားဗောဒါပေမဲ့စိတ်ငကတော့ဟုတ်ပါပြီအဲ့ဆိုင်စိတ်အတုတွေရောင်းရင်စိတ်အရေးသွေးမကဘယ်လိုလုပ်မလဲအဲ့ဒါပြောတော့ငါတို့မေကသူဝယ်နေကြဆိုင်နဲ့သူသိတယ်တဲ့အဲ့ဆိုင်ရွှေမဖြစ်စိတ်ထုပိုင်နှစ်ဆရောမှာလို့ပြောတော့ငါတို့မေကသဘောကျသွားပျော်သွားဒါပေမဲ့လိမ့်စာမသိဘူးနော်တဲ့လိုက်ပို့ပြီးဆိုငါတို့မေကနေငါတို့မေကိုခေါ်ပြီးသွားပို့ကြတယ်သွားဝယ်ကြတာဗောကွာဝယ်လဲဝယ်တော့ဒုနာရဲ့နာတီချာတွေရှင်းပြပြီးတီချာတွေရောင်းတော့ပျော်နေတာဗောငါတို့မေကအခုဆိုစိတ်ငကရတော့မှမလို့ပျော်နေတာ အော်အေးပျော်နေရဟုတ်ပါပြီအခုစိတ်နဲ့ကသွားဝယ်ရရှင့်မိလားကျမမိလား မိမမင်းကလည်းကွာမင်းနဲ့ငါနဲ့ပေါင်းလာဒီလောက်တောင်ကြာနေပြီအခုချိန်ဒီသူ့မေငါမေလုံနေတော့မဲ့တာငါမေကမင်းမေမဟုတ်ဘူးလား မဟုတ်ဘူးလေအခုစိတ်နဲ့ကသွားဝယ်ရရှင့်မိလားကျမမိလားတိချာမသိလို့မေးကြည့်ရပါ ငါတို့အမေ ဘလို့လေးမိုက် ပြင်တော့ကောင်းတယ်ဒီဘာဖြစ်ရှင်လဲဘာလုပ်ရှင်လဲတာဘာဝယ်ပေးရမလဲဖြစ်ဒါဆိုအဖေတော်ဆုံးချိန်မှာအဖေဘာစားခြင်းလဲအဖေဘာတောက်ခြင်းလဲအဖေစားခြင်းလားပြောပြတာများရောဖြည့်သီးပေးမယ် နောက်ဆုံးချိန်ရပါပြီ အဲ့ဆိုအဖေဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဘာလုပ်ချင်လဲတမီးတို့မောင်နှမ3ယောက်ဖိတ်ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဖေဟာ လာအောင်နဲ့ ဖေဖြစ်အောင်ဆန္ဒကတော့ဖေနောက်ဆုံးအချိန်လေးမှာတွဲအိုလိုက်ကြာဘူးခြင်းနေတွဲအိုလိုက်ကြာဘူးခြင်းနေ ကျွဲအောင်လိုက်ကြအောင် ဟာအဖေမတရားပါဘူးဟာကဲကနေပါလာလို့လာခိုင်းတယ် ငါကျွဲစောနေရင်ဘေကုံသွားလို့နင်တို့ရှိရောက်လာတာဟာဟောစပေါ်ခဏလွင်ပေးစကရာကြတော့မှာစကရာကြတော့မှာ ဟေး